ဖြူဖြူဖွေးအိုရိုးလေးတစ်ခုမှထိုင်ကျုံရင်တစ်ပေတစ်ခါတော့ငါလွမ်းမှုသည်ရွှေမျိုးရိုးတိုင်းရဲ့တစ်ဖက်ဝင်လူနေကိုချစ်တော်သူအပြုံးကလေးရေးရေးထင်အပြန်လာသူအပြုံးကြောင့်လွမ်းမောလာသည်နန်းတော်ရှိဒီတနေ့ဖို့အချိန်ကုန်ပြီရာဇဝင်တစ်ခွင်မှာတွင်ကြံထားတဲ့သူရဲ့